လူဆောင်တက်ဆောင်တဲ့တနေ့ကုန်လုံးတောင်းချမ်းခဲ့တဲ့ဟာလေးပါတမနစ်ခွဲနဲ့ဘလောက်တောင်ချမ်းလဲဆိုတော့မြင်ရမှာပေါ့နော်ဒီနေ့ကဘာလို့လူဆောင်လဲလို့ပြောလို့ရတယ်ဒါတော့မှမပါသေးရဲ့လူရှိသေးရဲ့ပေါ့နော်ပန်ရဲရွှေရဲဟဲမူရဲယူလို့ရဲတခြားတစ်ယောက်ရဲပေါ့နော်အားလုံးပေါင်းဘာလို့ဒီနေ့9ယောက်6ယောက်လောက်တော့ပါတယ်အရင်ဆုံးပြည်သူရင်မှာချိန်ပြီးလို့ရှိရင် Happy Wall မှာအရင်ဆုံးသွားပြီးတော့ကစားကြပါမယ်အနောက်မှာတနေ့ကုန်တောင်းချမ်းတာကွယ်သူတို့ရုပ်ကောက်ဆက်တွေကလည်းစုပ်ပြန့်နေရပဲတစ်ဖွဲ့လုံးကောက်တာတော့မှတရုံမောက်မရဘူးပေါ့နော်အခြား activity ရေးဆော့တယ်တရေအင်အားတော့မဝင်ခဲ့ရအောင်နောက်တစ်ခေါက်မှပဲဝင်မယ်အဲ့တော့တိုက်ကတော့ရအောင်စီးမှာဖြစ်ပါတယ်တိုက်ကလေအမှန်တိုင်းပြောရမယ်ဆိုရင်မစီးတတ်ဘူးအဲ့ရဝန်ထမ်းမောင်လေးတွေကကူပြီးတော့လုပ်ပြီးလို့စီးတတ်တာပေါ့နော်ဟဲမူရဲ့ပိုင်းရဆိုခြာလက်ဘက်ကိုရမ်းနေရပဲကျန်တဲ့လူတွေကတော့တကယ်ဆရာကြီးစီးတာမှကျွမ်းကျင်နေရောပဲပြီးလို့ရှိရင်တော့ဘန်တို့ကစားရဟိုင်းဟာလေးနဲ့တစ်ကက်လေးနဲ့လက်ဆောင်လေးကတစ်ခွက်လေးပဲရရပေါ့ကွယ်ကိုရီကစားတာအများကြီးနော်ပြီးလို့ရှိရင် Junction Square ကိုသွားပြီးလို့ရှိရင်မုတ်သွားစားပါမယ်မုတ်ကဂျီရိုနဲ့ပဲထိုင်လိုက်ပါတယ်တဏီကောင်ဟီဟီဟာဟာနဲ့စကားရပြောတယ်ဒီနေ့တော်တော်လေးပြောစရာကောင်းတယ်မန်ဒီနေ့ခလေးနဲ့လည်းတွေ့ခဲ့ရတယ် stress တွေတောင်နည်းနည်းလေးပြေသွားသလိုပဲပေါ့နော်ပြီးလို့ရှိရင်တော့ photo book လေးတွဲရကြမယ်ဒါအားလုံးသိကြရပေါ့နော် Junction Square အောက်ထပ်မှာဆိုရင် photo book လေးရှိပါတယ် photo book လေးက line ပေါ်မှာပြန်ပြီးတော့ vlog လေးပါလေးတင်ပေးမယ်ဆိုရင်လည်း 10% discount အောင်ပြုပေးရပေါ့နော်တကယ်ချစ်စရာကောင်းတာမလို့တငယ်ချင်းတွေပါရဆိုရင်ရိုက်ကြည့်ကြပါပြီးလို့ရှိရင်တော့ဘန်တို့ကဖယ်သွားမလဲဆိုတော့16လမ်းကိုထပ်ပြီးတော့သွားအောင်မှာဖြစ်ပါတယ်16လမ်းရောက်တဲ့အခါကျလို့ရှိရင်ဘန်တို့မိုးတောင်တော်တော်ချုံနေပြီပေါ့နော်ဒါအောင်တို့က after section တွေတရတော့အကုန်လုံးချုံမော့ပြီးတော့အိမ်ပြန်လွှတ်လိုက်ခဲ့ရပါတယ်ရှင်